ဒီရဲ့အထုပ်ပတ်တီအပိုင်း73ဇက်သိမ်းပိုင်းတစ်ခုကိုရောက်ရှိခြင်းအားလုံးပဲမင်္ဂလာပါခင်ဗျာ The Soccer Space ရဲ့ Football Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့အပိုင်း7မှာတော့မက်ဆီရဲ့ဘာစီလိုနာအသင်းစီကရွှေရောင်နေရများကြောင်းတင်ဆက်ပေးခဲ့ပြီးဆိုတော့အခုအပိုင်း73မှာတော့မက်ဆီရဲ့နိုင်ငံတကာကစားသမားဘဝခက်သန်းမှုများအကြောင်းနဲ့သမိုင်းဝင်ဘောလုံးတီရောစု6ကြိမ်မြောက်အကြောင်းတင်ဆက်ပေးသွားမှာမို့အဆုံးသတ်အနေနဲ့တူကြည့်လိုက်ကြအောင်ဗျာ2006ခုနှစ်ဂျာမနီကမ္ဘာ့ဖလားမှာအာဂျင်တီးနားအသင်းဟာအင်ရှင်ဂျာမနီကိုရှုံးနေပြီးကွာတားဖိုင်နယ်ကနေထွက်ခွာခဲ့ရပါတယ်။အဲ့ဒီအချိန်ကမက်ဆီဟာအသက်ငယ်ရဲ့တည်းရဲ့တက်သစ်စကစားသမားလေးသာဖြစ်နေသေးလို့ပွဲထွက်ခွင့်ပုံမှန်မရခဲ့ဘူးပေါ့ဗျာ။ဒါပေမဲ့အာဂျင်တီးနားတနိုင်ငံလုံးကတော့မက်ဆီကိုဂန်နဝင်းမာရာဒိုနာလိုပဲနိုင်ငံအတွက်စူပလာယူဆောင်ပေးနိုင်မဲ့သူဖြစ်အကြီးအကျယ်မျှော်လင့်ဆောင်စားနေခဲ့ကြပါတယ်။ U20 ကမ္ဘာ့ဖလားမှာဗိုလ်ဆွဲခဲ့ပေမဲ့မက်ဆီအတွက်တော့အဓိကစူပလာကြီးတွေကိုရယူလို့တဲ့စာလောင်မှုတွေပုံမပြင်းထန်လာခဲ့ပါတယ်။2009ခုနှစ်ကိုပါအမေရိကပြိုင်ပွဲမှာတော့အသက်20ရွယ်မက်ဆီဟာအသင်းရဲ့ကစားကွက်မှာအဓိကပန်နီရှင်ဖြစ်ခြေစွမ်းပြခဲ့ပါတယ်။အမေရိကန်၊ကိုလံဘီယာနဲ့ပါရာဂွေးတို့ကိုနိုင်ရခဲ့တဲ့အုပ်စုပွဲစဉ်တွေမှာမက်ဆီဟာဂိုးဖန်နီးမှုတွေရောအရေးပါတဲ့တစ်တံမောတွေကိုပါရယူပေးခဲ့ပါတယ်။ကွာတားဖိုင်နယ်မှာပီရူးကိုဂိုးသွင်းခဲ့သလိုစီမီဖိုင်နယ်မှာလည်းမက်ဆီကိုအသင်းဘက်ကိုလှပတဲ့ဂိုးတစ်ခုသွင်းယူပေးခဲ့ပါတယ်။ဒါပေမဲ့ဖိုင်နယ်မှာတော့ရာဇဝင်ပြိုင်ဘက်ဘရာဇီးကို3-0နဲ့အရှုံးနိမ့်ခဲ့ရလို့မက်ဆီအတွက်နိုင်ငံတကာစူပလာအင်ပါဝေးကွာသွားခဲ့ရပါတယ်။2008ခုနှစ်ဘေဂျင်းအိုလံပစ်ဟာမက်ဆီတို့အလဲပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။အသက်23နှစ်အောက်တွေသာကစားရမယ့်ဒီပြိုင်ပွဲကိုမက်ဆီကအလွန်သွားရောက်လုပ်ခဲ့ပေမဲ့ဘာစီလိုနာအသင်းကတော့ချန်ပီယံလိခြေစစ်ပွဲတွေရှိနေရကြောင်းမစေလွတ်လိုပဲတားဆီးခဲ့ပါတယ်။ဒီကိစ္စဟာဖီဖာနဲ့အားကစားခုံရုံးအထိရောက်ရှိသွားပြီးအသင်းနဲ့နိုင်ငံအကြားမက်ဆီကစိတ်ဖိစီးမှုတွေအကြီးအကျယ်ခံစားခဲ့ရပါတယ်။ဒီပြဿနာကိုဖြေရှင်းပေးခဲ့သူကတော့နီးပြတဲ့ကွာရီယိုလာပဲဖြစ်ပါတယ်။မက်ဆီရဲ့ဆန္ဒကိုနားလည်ပေးခဲ့တဲ့ကွာရီယိုလာဟာဘာစီလိုနာဘုတ်ပွဲကိုနားချပြီးမက်ဆီကိုအိုလံပစ်ပြိုင်ပွဲကိုသွားဝေပြုခဲ့ပါတယ်။ရှန်ဟိုင်းကိုရောက်ကျင်းပါပဲမက်ဆီဟာအသင်းပေါ်အကွဲရုံးနဲ့အတူပျော်ရွှင်စွာလေ့ကျင့်ခဲ့ပါတယ်။အိုင်ဗရီကိုတဲ့ပွဲမှာဂိုးသွင်းခဲ့သလိုဆီမီဖိုင်နယ်မှာဘရာဇီးကို3-0နဲ့အနိုင်ယူပြီးဘိုလူပွဲမှာတော့နိုင်ဂျီးရီးယားကို2-0နဲ့အနိုင်ယူကအာဂျင်တီးနားနိုင်ငံအတွက်အိုလံပစ်ရွှေတံဆိပ်ဆုကိုစုကူးပေးနိုင်ခဲ့ပါတယ်။ဒါဟာမက်ဆီအတွက်နိုင်ငံအသင်းနဲ့အတူပထမဆုံးရရှိခဲ့တဲ့အဓိကဂုဏ်ပြုဆုတစ်ခုဖြစ်ပြီးမာရာဒိုနာရဲ့အရေးကနေရုံထွက်နိုင်မှုအစာပြိုးလိုက်တာပဲဖြစ်ပါတယ်။အောင်မြင်မှုတွေနဲ့ပြည့်နှက်နေတဲ့ဘာစီလိုနာအဝေးလဲခဲထဲမှာမက်ဆီယာတစ်ချက်ဝေးပြီးတော့ကြီးလိုက်မိပါတယ်။ဂျယ်မောနီရဲ့အသင်းပေါ်တစ်တွေရဲ့မျက်နှာပေါ်မှာသူနဲ့အတူငယ်စဉ်ကတည်းကလက်တွဲခဲ့တဲ့ဂန်နဝင်းရဲ့ပုံရိပ်တွေကိုမြင်အောင်နေမိတာပါ။ရနယ်ဒီညို၊အိုနရီ၊ပူရို၊အီတူစားတဲ့သူတွေကသမိုင်းစာမျက်နှာတွေလည်းကြံရိပ်ခဲ့ပါပြီ။အထူးသဖြင့်မက်ဆီရဲ့ကစားကွက်ကိုနားလည်ဆုံးဖြစ်တဲ့ဇာဘီနဲ့အင်နီစတာတို့ရဲ့နှုတ်ဆက်ထွက်ခွာမှုဟာမက်ဆီရဲ့နှလုံးသားမှာကြီးမားတဲ့ဟာကွက်တစ်ခုဖြစ်ပေါ်စေခဲ့ပါတယ်။အသင်းပေါ်တွေတယောက်ပြီးတယောက်ထွက်ခွာသွားခြင်းဟာမက်ဆီကိုအတွေးတစ်ခုပေးခဲ့ပါတယ်။အဲ့ဒါကတော့ဇေယျပါပဲ။အသက်30ကျော်ရွယ်ဟာတာမန်လူတယောက်အတွက်ငယ်ရသေးပေမဲ့ဘောလုံးသမားတယောက်အတွက်ကတော့လမ်းခွဲရတဲ့အချိန်နီးကပ်လာခြင်းပါပဲ။10ကျော်သက်ရွယ်ကမတွေးခဲ့ဘူးတဲ့ငါဘယ်တော့အနားယူရမလဲဆိုတဲ့မေးခွန်းတွေဟာမက်ဆီရဲ့စိတ်ထဲမှာမကြာခဏဆိုသလိုနေရာယူလာခဲ့ပါတယ်။နူးကန့်ကွင်းကြီးကိုကားမောင်းပြီးထွက်ခွာလာတိုင်းဒီကွင်းကြီးဟာသူ့အတွက်ခမ်းနားမှုအတွက်ဒန်းဆွတ်ပွဲပိုကောင်းလာတော့သတိပြုမိလာပါတယ်။2019ခုနှစ်မှာတော့မက်ဆီဟာတကမ္ဘာလုံးကိုအံ့အားသင့်စေတဲ့စံချိန်သစ်တစ်ခုကိုတင်ခဲ့ပြန်ပါတယ်။အဲ့ဒါကတော့သမိုင်းတစ်လျှောက်ဘောလုံးတီရောဆုကို6ကြိမ်မြောက်အဖြစ်စုကူးနိုင်ခဲ့တာပါ။ထာဝရပြိုင်ဘက်ရိုနယ်ဒိုတက်တစ်ကြိမ်ပိုသာပြီးရှေ့ကိုရောက်ရှိသွားတဲ့ကိုက်တက်လည်းဖြစ်ပါတယ်။စင်မြင့်ပေါ်မှာဆုလက်ခဲ့တဲ့မက်ဆီကသူ့ရဲ့ရိုးသားတဲ့ခံစားချက်ကိုအခုလိုပဲပွင့်ရခဲ့ပါတယ်။ကျွန်တော်အသက်ကိုကျွန်တော်သတိထားမိပါတယ်။အချိန်တွေကုန်သွားပြီဆိုတာကိုလည်းသိသလိုအနားယူရမယ့်အချိန်ကနီးကပ်လာနေပြီဆိုတာကိုလည်းကျွန်တော်သိပါတယ်။ဒီစကားဟာမက်ဆီကိုချစ်မြတ်နိုးတဲ့ပရိသတ်တွေအားလုံးနှလုံးသားတုန်လှုပ်စေခဲ့တဲ့စကားတစ်ခုဖြစ်ခဲ့ရပါတယ်။ရိုဇာရီယိုလမ်းသွယ်လေးတွေကအရက်ပူပူနဲ့ချာတိတ်လေးကအခုတော့ကမ္ဘာဘောလုံးသမိုင်းရဲ့အထွတ်အထိပ်ကိုရောက်ရှိခဲ့ပါပြီ။လူတွေကမက်ဆီကိုပါရမီရှင်လို့ပဲမြင်ကြပေမဲ့အဲ့ဒီပါရမီတွေရဲ့နောက်ွယ်မှာမျိုးသိပ်ထားရတဲ့မျက်ရည်တွေစ조사အားထုတ်မှုတွေနဲ့လဲကြတိုင်းပြန်ထားခဲ့ရတဲ့မာကျောတဲ့စိတ်ဓာတ်တွေရှိနေပါတယ်။မက်ဆီကကြီးကျယ်တဲ့အောင်မြင်မှုနဲ့ရိုးသားခြင်းကိုရှင်တွဲပြနိုင်ခဲ့တဲ့စံပြပုဂ္ဂိုလ်တူဖြစ်လာခဲ့ပါတယ်။မက်ဆီရဲ့တွေးစိတ်ထဲမှာတော့သူဟာအမြဲတမ်းရိုဇာရီယိုကဘောလုံးကိုချစ်မြတ်နိုးတဲ့ကောင်လေးတစ်ယောက်ဖြစ်ပဲရှိနေမှာပါ။အဲ့ဒီကောင်လေးရဲ့ပျော်ရွှင်ပြေးလွှားကစားနေတဲ့ပုံရိပ်ဟာ
နောက်နှစ်ပေါင်းများစွာတိုင်အောင်ဘောလုံးကဘာရဲ့အလှပဆုံးဒဏ္ဍာရီတစ်ခုဖြစ်ကြံရင်းနေအောင်မှာပဲဖြစ်ပါတယ်ဒါကတော့မက်ဆီရဲ့အတုပ်ပတ်တီအပိုင်းဆက်သောအဆုံးသတ်ပိုင်းပဲဖြစ်ပါတယ်မက်ဆီရဲ့ကစားသမားဘဝချက်တန်းမှုတွေကလေသင်ခန်းစာကောင်းတွေရရှိလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်မိပါတယ်နောက်ထပ်ဘယ်ကစားသမားကောင်းတွေအတုပ်ပတ်တီအကြောင်းတွေကိုသိဆက်ပေးရအောင်မလဲဆိုတာ comment မှာဝင်ရောက်ပြီးတော့မှတ်ခဲ့ကြပါဦးနော်ကဲအခုလိုကစားသမားကောင်းတွေအတုပ်ပတ်တီအကြောင်းအပြည့်စုံအမြဲကြည့်ရှုနိုင်မှုအတွက် The Soccer Switch ရဲ့ Football Channel ကို like and subscribe လုပ်ထားဖို့လည်းမမေ့ကြနဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်စီစဉ်တွေမှာပြန်တွေ့ကြမယ်